ဒါလေးကတော့ par 4ပဲဖြစ်ပါတယ်။ guide ကတော့130 guide ပဲဖြစ်ပါတယ်။သူတို့ဒီ first shot ကို driver နဲ့ရိုက်မှာပဲဖြစ်ပါတယ်။ဟိုဘက်ကပြေးဖို့ငါတိုက်ချင်တာဘိုးဘက်ဆိုရင်လည်းရ driver ရိုက်လိုက်တာ15 guide ပဲကျန်တော့တာပေါ့နော်။အဲ့တော့သူအခု60နဲ့ second shot ရိုက်မှာပဲဖြစ်ပါတယ်။ guide straight final နဲ့ထောက်တာတော့15ပေါ့။10 guide လောက်ပဲရိုက်မယ်ပေါ့နော်။ဘယ်ကိုစီးဝိုင်း3ဝိုင်းစာပေးမှာပဲဖြစ်ပါတယ်။ကြော်ရိုက်လိုက်တာဘာလီရသွားတယ်ပေါ့နော်။ဒါလေးကတော့ par 4ပဲဖြစ်ပါတယ်ဒါကတော့နံပါတ်5ချင်းမြောက်ပေါ့နော်တောင်ဘက် guide ကတော့124ရှိပါတယ်ဒါပေမဲ့သမီး iron 7နဲ့ရိုက်မှာပဲဖြစ်ပါတယ်သူ driver နဲ့ကြတော့ driver dropping zone ကရေကန်ရှိလို့ပေါ့နော်ဟုတ်သမီးတိုင်းတာကတော့66ပေါ့နော်ဒါ second shot ကိုတိုင်ကအနောက်မှာအနီးဆိုတော့53လေးနဲ့ရိုက်မှာပဲဖြစ်ပါတယ်ဟုတ် second shot ရိုက်တာမအောင်ဘူးပေါ့နော်။သမီးတိုင်ကအနောက်မှာဆိုတော့လည်းနည်းနည်းများလေးပြစ်လိုက်တာရေကန်လည်းဖမ်းထားတာဆိုတော့နည်းနည်းများသွားတာပေါ့နော်။ပြီးတော့အခုပတ်တာ3မှာပဲဖြစ်ပါရဲ့။အနောက်မြင့်နေအောင်ချစ်ပင်နေလည်းမလုပ်ရဲဘူးပေါ့နော်။အဲ့တော့ဘယ်ကိုစီးဝိုင်း3ဝိုင်းစာပေးထားမှာပဲဖြစ်ပါရဲ့။ခွန်းနေပတ်တာတင်လိုက်တာနည်းနည်းများသွားတာပေါ့နော်။အဲ့တော့အခုပါပတ်မှာပဲဖြစ်ပါရဲ့။ကျင်းကတော့6ချင်း par 5ချင်းပဲဖြစ်ပါတယ် guide ကတော့405 guide ဖြစ်ပါတယ်တမီ driver နဲ့ရိုက်ပါတယ်အရှင်းမှာတော့ရေကန်ရှိရပေါ့ဒါပေမဲ့ driver ရလောက်မှာပါfirst drive ကရေကန်မကြတော့ရေကန်မကြတော့ရည်ရနည်းနည်းပဲလိုတော့ရပေါ့နော်အဲ့ဒါ green ကိုတော့ဒါ par 5ဆိုတော့ green ကိုတော့ guide နေရကျန်နေရပေါ့နော်အဲ့ဒါတမီက placing တိုင်းပဲဒီကန်ကြော်ရိုက်ထားမယ်ပေါ့နော် iron 5လေးနဲ့ဒါလေးကတော့ touch shot ပဲဖြစ်ပါတယ်ငါအတိုင်းကြီးကိုတော့58ပဲ58ကိုက်ရှိရပေါ့နော်ဒါပေမဲ့သမီး55လောက်ပဲရိုက်မယ်ပေါ့နော်53လေးနဲ့touch shot တင်တာများပါပေါ့နော်အဲ့တော့ညာဘက်ကိုချင်းလောက်ပေးပြီးမြက်လေးမြက်တွေကတော့ပွားနေတယ်ဟုတ်ဒါကတော့ပါပတ်ပဲဖြစ်ပါတယ်